quantum computer က Bitcoin ကိုချက်ချင်းပြိုလဲမယ်ဆိုတာထက်အနာဂတ်မှာ Bitcoin ရဲ့ security ဘိုင်းကို restore လာစေနိုင်တယ်ဆိုတဲ့အချက်ကပိုအရေးကြီးပါတယ်။အခုချိန်ထိတော့ Bitcoin ကိုချိုးဖောက်နိုင်တဲ့ quantum computer မရှိသေးပေမဲ့ဒီပညာတိုးတက်လာတာနဲ့အမျှ wallet security နဲ့ Bitcoin ကိုကာကွယ်ပေးထားတဲ့စနစ်တွေကိုပိုပြီး upgrade လုပ်ဖို့လိုလာနိုင်ပါတယ်။ဒီဗီဒီယိုမှာတော့ quantum computer က Bitcoin ပေါ်ဘယ်လိုတက်ရောက်မှုတွေရှိနိုင်လဲဆိုတာကိုအချက် 5 ချက်နဲ့ပြောပြပေးသွားပါမယ်။ပထမဆုံးတစ်ချက်ကတော့ Bitcoin ရဲ့ security အခြေခံ Bitcoin က cryptography လို့ဝက်သင်္ချာနည်း2မျိုးကိုအဓိကအသုံးပြုထားပါတယ်။ပထမတစ်ခုက SHA-256 hashing mining block creation နောက်တစ်ခုက ECDSA digital signature wallet ownership proof quantum computer ကဒီနှစ်ခုကိုတော့ထိခိုက်အောင်လုပ်လို့မရပါဘူး။ဒုတိယအချက်က quantum computer ရဲ့အနေနဲ့ဒါကတော့အရေးကြီးဆုံးပါ quantum computer တွေက short algorithm ကိုသုံးပြီး public key private key ကိုပြန်တွက်နိုင်ပါတယ်။အဲဒီတော့ wallet address တစ်ခုက public key reveal ဖြစ်ပြီးသားဆိုရင် quantum computer ကြီးတစ်ခုနဲ့ private key ကို crack လုပ်မယ်ပြီးရင်တော့ fan ကိုခိုးနိုင်ပါတယ်။အဲဒီအချိန်မှာအထူးသတိထားရမယ့်သူတွေက transaction လုပ်ပြီးသား wallet တွေ exchange က wallet တွေဖြစ်ပါတယ်။တတိယအချက်အနေနဲ့ mining ပေါ်တက်ရောက်မှုတွေကတော့ quantum computer က global algorithm ကိုသုံးပြီး hashing speed ကိုတိုးတက်အောင်လုပ်နိုင်ပေမဲ့ရိုးရိုး miner တွေကိုတော့ထိခိုက်အောင်မလုပ်နိုင်သေးပါဘူး။အဲဒါကြောင့် mining နဲ့ပတ်သက်လာရင်တက်ရောက်မှုကအနည်းချင်းပဲရှိပါသေးတယ်။နံပါတ် 4 အချက်ကတော့ timeline ဘယ်လောက်အချိန်တွေမှာဖြစ်နိုင်လဲ။လက်ရှိ quantum computer နည်းပညာက stable ကွေ့မလုံလောက်သေးပါဘူး။ error rate မြင့်တယ်။ကျွမ်းကျင်သူတွေရဲ့အမြင်အရတော့ Bitcoin ကို crack လုပ်နိုင်မယ် quantum computer ကိုရဖို့ကအနည်းဆုံး10နှစ်ကနေ20လောက်ထိကြာနိုင်ပါသေးတယ်။အခုချိန်မှာတော့စိုးရိမ်စရာမလိုသေးပါဘူး။နံပါတ် 5 အချက်ကတော့ Bitcoin ကပြန်တုံ့ပြန်နိုင်တာဟုတ်ပါတယ် Bitcoin network က upgrade လုပ်နိုင်ပါတယ် Bitcoin community ကအဲ့လိုအခြေအနေမျိုးရောက်လာချိန်မှာ protocol upgrade လုပ်ပြီးတော့ quantum computer ရဲ့ရန်ကနေကာကွယ်နိုင်ပါတယ်ဒီကုန်းချုပ်ပြောရရင် quantum computer က Bitcoin ကိုဖျက်ဆီးမဲ့အရာမဟုတ်ပါဘူး quantum computer ကအနာဂတ်မှာရင်ဆိုင်ရမယ့်စိန်ခေါ်မှုတွေကတစ်ခုပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲကိုယ့်အတွက်အကျိုးတစ်ခုရလိုက်ရဆိုရင်ဗီဒီယိုကို like လုပ်ပြီးတော့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့